ညနေနဲ့မှာပြောတဲ့ပုံပြင်နံပါတ်4မိခင်ဤဝိညာဉ်ညနေနဲ့လေတော်မလှုပ်တဲ့အချိန်ရွာလေးတရားရဲ့အဆူအိမ်ကိုကျလုံးရှိအဲ့ဒီအိမ်ထဲမှာသား2ယောက်ပဲထိထိတဲ့ရှိနေကြတယ်သူတို့ရဲ့မိခင်ကတော့မရှိတော့ဘူးမိခင်သေဆုံးပြီးတဲ့နောက်နေ့ကစပြီးအိမ်ထဲမှာဦးစန်းတော်စတင်ဖြစ်တယ်ညတိုင်းမိဖို့ထဲမှာမိလင်းနေတယ်အစားအစာတွေပြင်ထားပြီးသားဖြစ်တယ်ဖြစ်နေတယ်နည်းနည်းရောက်လို့တားငယ်တွေလိုးလာရင်စားစရာတွေကအသင့်ရှိနေတာအိမ်လမ်းတန့်ရှင်းနေပြီကိုကြီးမင်းညကမင်းလောက်လိုက်တာမဟုတ်ဘူးငါမလုပ်ဘူးလေသူတို့2ယောက်ကြောက်စိတ်နဲ့မင်းမြန်းနေကြတယ်ဒါပေမဲ့ဘယ်သူမှရှိမနေဘူးတညတာကြီးကမအိပ်ပဲဆောင်းထဲကလှမ်းပြီးခိုးကြည့်နေတယ်ညင်းအလယ်မှာတယောက်ရဲ့လှုပ်ရှားတဲ့တစ်ခုအိမ်ထဲမှာတိတ်လှုပ်ရှားနေတယ်မိဖို့ဘက်ကိုတိတ်ကြည့်လိုက်တော့ဒီရောက်နေနေတဲ့မှာမိမတယောက်ရဲ့အချိန်တစ်ခုပုံစံကတော့သူ့လက်တွေကသားတွေစားမဲ့သမီးတွေမျက်နှာကိုဒါပေမဲ့တစ်ခါတလေသူတို့ကိုကြည့်မျက်ရည်ကျတယ်လို့ဖြစ်နေတယ်အမေလားတာကြီးကတိတ်ခေါ်လိုက်အဲ့ဒီချိန်မှာရေကနောက်တက်ကြည့်တယ်ဖြစ်လာမျက်နှာမရှိဘူးတနာစရာပြုံးတယ်လို့အနှဲငယ်ခေါင်းငိမ့်လိုက်ပြီးတော့မီးရောင်ထဲမှာဖြည်းဖြည်းနဲ့တောက်ကုန်သွားတယ်နောက်နေ့မနေ့သားကြီးကငုံတယ်အမေရေအဲ့ဒီနေ့ကစပြီးသူတို့မကြောက်တော့ဘူးညတိုင်းအိမ်ထဲမှာမီးလင်းနေတယ်အမေရဲ့လက်ရအတိုင်းစားစရာပြင်ထားနေတယ်လူတွေကပြောကြတယ်မိခင်တွေကကြောက်စရာဒါပေမဲ့တစ်ခါတလေမိခင်ဆိုတာမြစ်တာမကုန်သေးတဲ့သူတယောက်ရဲ့နောက်ဆုံးအားထုတ်မှုလည်းဖြစ်နိုင်တယ်မိခင်တယောက်အတွက်တော့တည်ခြင်းကတော့သားသမီးတွေကိုမမိနိုင်ဘူးမိခင်တွေအတွက်သားတွေဟာဘယ်အချိန်မှကြည့်ကလေးလေးအချို့သောဝိညာဉ်တွေမသွားခြင်းလို့သွားတယ်သူတို့မသွားနိုင်ဘူးမထားခဲ့နိုင်ဘူးနေရတော့တော့